အဲ့အတွက်ညီမလေးခဏလောက်ကိုပြောချင်ရှိတယ် ဘာလဲကိုပြောလေအော်လာချုပ်စင်းပြောမလို့လားပြန်လာမပြောတော့လေထွက်ဆိုင်တော့နောက်ချနေပြီ မဟုတ်အဲ့အတွက်တခြားကိစ္စပြောချင်ရှိတာ ဘာများလဲပြောလေကို ကိုလည်းဘယ်ကနေဘယ်လိုစပြောမှမသိဘူးအဲ့အတွက်နဲ့ကိုတို့လုပ်ငန်းတွေအတူတူလုပ်ခဲ့ကြရနော်အခုဆိုရင်အသီးပွင့်နေလို့လည်းအတူတူခံစားနေရပြီ အကိုဘာလို့ဆိုလို့တာလဲထက်နာမလဲဘူးပုံမလင်းလင်းပဲပြောပါ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အဲ့ထွက်နဲ့ကိုလာအောင်ဆိုတဲ့ကောင်လေးကချစ်သူတွေဖြစ်နေကြလား ဟုတ်တယ်ချစ်သူတွေဖြစ်နေကြ ဘာပြောတယ် အကိုရဲ့လမ်းလိုက်တာလာရောက်နဲ့ထွက်နေချစ်သူတွေဖြစ်နေကြတာအကိုကသဘောမတူလို့လားသူ့မှာညှင်းပစ်စရာဘာရှိလို့လဲ ဟာရှိတာဗောမနေ့တနေ့ကမှတွေ့ပြီသူ့ကြောင့်ဘာမှမသိပဲနဲ့ချစ်သူတွေဖြစ်เสียလား ဟဲ့တို့စူညာနဲ့ဘာဖြစ်နေကြတာလဲအဲ့တွေ့မလေးဘာဖြစ်နေတာလဲ ဘာပြည့်ရမှာလဲမနေ့တနေ့ကမှတွေ့တယ်ဟိုလာအောင်ဆိုတဲ့ကောင်နဲ့အခုချစ်သူတွေဖြစ်နေကြပြီလေကွာ ဟာအဲ့ဒါဆိုရင်တော့ဒူဝါကြီးကိုငါတို့အသိပေးမှဖြစ်မယ်ညီမလေးကတကူဖြစ်လို့ရတော့အကူတို့မှတောင်းဝန်ရှိတယ်အဲ့ဒါညီမလေးသိလား အဲ့ဒါငါပြောတာဗောမသိခင်ပြဿနာတစ်ခုဖြစ်သွားရင်ဘယ်လိုလုပ်မလို့ဒီမီးကိုမလောင်ခင်ကတားရမှာပဲ ဒီမှာအကိုသူ့လဲထွက်ကိုချစ်တယ်ထွက်လဲသူ့ကိုချစ်တယ်တယောက်တယောက်ဖြူစင်စင်ယူသသားနဲ့ချစ်တာအပြစ်တစ်ခုလို့မြင်လားအဲ့ဒါကအကိုကအပြစ်လို့မြင်နေဆိုရင်လေအဖေကိုအချောင်းချလိုက်လေထွက်လဲအဖေကိုအတိပေးဖို့အတွက်စဉ်းစားထားပြီးသားပါကဲထွက်ဆိုင်နောက်ကျနေပြီသွားတော့မယ် ညီမသူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်သွားကြပြီဆိုတော့မင်းဘာဆက်လုပ်လဲ အပြောစမ်းမှလည်းတန်းကြော်ပါငါရင်နေပူနေ မင်းရင်ပူတယ်ဆိုတာအတွေ့ကိုဆုံးရှုံးရမှာကြောက်လို့လားဒီပိုင်ဆိုင်မှုတွေကိုမရတော့မှစိုးလို့လားမင်းငါ့ကိုရှင်းရှင်းလင်းပြောစမ်းပါ ငါရင်ထဲမှာဘာတွေဖြစ်နေလဲမင်းမသိပါဘူးကွာဒီကိစ္စကိုဒီတိုင်းလွှတ်ထားလို့တော့မရအစီအစဉ်တစ်ခုခုတော့ဆွဲရ မရောက်ငါပါမမလဲကြိုက်တာမှာ မတော့လေမောင်မဲမှန်လဲပါမောင်မာတာပဲမှစားတော့မယ် မှာပါမရဲ့ဟာလေမောင်ကမကိုစားစေချင်လို့မစိတ်ကြိုက်မှာစေချင်လို့ဒီလိုလာလေမရဲ့နော် ပါပြီကဲအမှန်လိုက်မယ်နော်အမှန်လားအကောင်စားရမှာနော် စားမှာပေါ့ ပါစားမယ်ဆိုမပိုက်တော့တိတ်မစားဒါလေးစားလို့ကောင်းမဲ့ပုံပဲနော်ဒါလေးကြိုက်လား ချပါတယ်မကြိုက်တာစား ဒါလေးတပွဲနော်ဟုတ်ကဲ့ဒါလေးစမ်းစဒါလေးတပွဲနော်ဒါလေးလောက်ပြီနော်ချင်းရဆက်နော်ဆက်လေးလောက်ပြီနော်နော်အဆက်စားနိုင်တယ်မလား ဒါစားနိုင်တာဗော ဟုတ်ပြီနော်ချင်းဆက်လေးလောက်ပြီနော် ကဲဟာတောက်စရာပါမှာမလဲ မောင်တော့ဘူးမောင်မဲတောင်းလိုက်တော့ ဟုတ်ပါမှာပါမရဲ့ မောင်မာပဲတောက်တော့မယ်တူတူတောက် โอเคတကယ်နော် တကယ် အဲ့ဆိုရင်မောင်ကထောမတီဖြူကြီးကြိုက်တယ်အဲ့ဒါမှားလိုက်
တူတူပဲမလည်းကြိုက်တယ် ဟုတ်အဲ့ဆိုညီလေးခုနအခုမှားထားတဲ့စားစရာတွေပြီးတော့ထောပတ်တိချော်တွေတစ်ဖက်နော်အဲ့ဒါလေးနည်းနည်းလေးမှာပြီနော် ဟုတ်ကဲ့ဒီမှာ โอเคပါဟာဒီဆိုင်မှာမောင်တို့စားပြီးဆိုလို့ရှိရင်မဘယ်သွားခြင်းလဲဘာတွေလုပ်ခြင်းလဲမောင်အပြမောင်လိုက်ပို့ယူမယ် ဟာဘေးမမသွားချင်ပါဘူးအမမောင်နဲ့တွေ့ဖို့ပဲထွက်လာတာလေ ဟုတ်ပါပြီဗျာဟောင်းလေလေမဆိုင်အလုပ်တွေနဲ့ပင်မနေမှာဆိုလို့မနဲ့ AC လေးတွေ့ချင်လို့ဟောင်းလာခေါ်တာ မလည်းမောင်လာဖို့ကိုအမြဲတမ်းစောင့်နေတဲ့သူပါ အဲ့ဒါကြောင့်လေဟောမောင်ချစ်နေရပြီ အတူတူပါပဲ တကယ်လား တကယ်ပေါ့ ဒါပြီးရင်မဘယ်သွားချင်လဲဘာလုပ်ချင်လဲ ဘေးမမသွားချင်မမောင်နဲ့တွေ့နေရရင်ကျန်နေပါပြီ ဟုတ်ပါပြီဗျာမောင်စဉ်းစားနေရလေဒါပြီးသွားလို့ရှိရင်မောင်တို့ရုပ်ရှင်တွေဘာတွေများတော့ကြည့်ရင်ကောင်းမလား သွားချင်ဘူး ဟာအေးအရေးကြီးတို့ပြန်လဲဘာဖြစ်လာ ရင်းကြီးတော့ပြမလုံးနဲ့နေစိတ်ကိုနေခိုင်းတိုင်းရှော့တော့အရင်ဆုံးကြိုးစားအောင်မို့တာ ဘာလဲဟာနေစကား ဘာလို့လဲမကြည့်နဲ့ လောကကြီးကဘာလဲဟာငါကိုပေါ်မှာတလောက်ပေးဆက်ပြီးချစ်ထားခဲ့တာဘာလို့ကိုကအဲ့မိန်းမကိုရွေးချယ်သွားတာလဲငါကိုပေါ်မှာစက္ကန့်နဲ့များငါနှလုံးသားပေးဆက်ပြီးချစ်ခဲ့တာကိုကဘာလို့ငါနှလုံးသားကိုမမြင်ရလဲဘာလို့စုံလုံးခံသွားတာလဲ အမှန်တိုင်းပြောရင်ငါလည်းကိုယ်တငယ်ချင်းဘက်ကပါတာမဟုတ်ဘူးငါလည်းဒီကိစ္စကိုလုံးဝမချင်တဲ့ဘူးတငယ်ချင်းဘာမဟုတ်တဲ့တောင်ပေါ်ကဒီဇလက်ပန်းအောင်မှာကိုလိုက်အောင်ဘာတွေကြည့်ကြိုက်နေလဲမသိဘူးကွာငါစဉ်းစားလို့မရဘူး အဲ့မိန်းမရိုးတယ်လို့အတယ်လို့နဲ့ကိုမာယာရီနဲ့တိမ့်သွင်းထားလို့နေမှာပေါ့ အေးမာယာတွေတော့မလုံးနဲ့အဲ့မိန်းမနင်းတဲ့စူးညောင်းခလုံးတော့နေဒီကိစ္စကိုဘယ်လိုလုပ်ပါလဲ စုညောက်ခလုံးစူးဆိုတာဆွဲထုတ်ရလွယ်တယ်ညောင်ဆိုတာဖြည်းဖြည်းချင်းအနဲ့ထွဲမှရတာငါအတွက်တော့ဒီမိန်းမညောင်တစ်ခုပဲအဲ့ဒီညောင်ကိုငါအနဲ့ဖြည်းဖြည်းချင်းထွင်ပေးရမှာဖြည်းဖြည်းချင်းပေါ့ sorry မြူတာရေငါနည်းနည်းလေးနောက်ကျသွားတယ်ဟောက်စိတ်မဆိုးနဲ့နော် ရပါတယ်။အောင်သွားတဲ့အချိန်ကြီးပြန်ရတာမဟုတ်ဘူး။ဘာတောက်မလဲပြော ဟာဘာမှမတော့တော့မြူတာငင်ကအရေးတကြီးခေါ်တဲ့ကိစ္စစီတယ်ဆိုတော့လာခဲ့တာဒါကိစ္စလေးပြော ။ငါနေ့ကိုအကူအညီတောင်းစရာတစ်ခုရှိလို့ ပြောနေ ။နင်းစိုင်းမိုင်ခဆိုရဲကချင်စားတော့ဆိုင်ပြဿနာရှာပြီ ဘာလို့ပြရမလဲပြောနေ ။နင်းကနေကြိုက်တာလား။အရေးကြီးတာကအဲ့ဒီဆိုင်ရန်ကုန်မြို့ထဲမှာမရှိနေရပြီ မြူတာငင်ဟာရဘာကြီးလဲဟာ ။ဘာလို့ငါ့ကိုအဲ့လာမေးနေရလဲ။ဟာလေ။နင်းကငါ့အတွက်အဲ့အလေးတော့မလုပ်ပေးနိုင်ဘူးလား အဲ့လိုမဟုတ်ပါဘူးမြူတာရငါကနေအတွက်ဆိုရင်ညောင်အရက်ကတူအောင်ကျဲကို
တောင်ဘက်ကိုရွှေ့ပြရငါလုပ်ပြနိုင်တယ် ငါအခုခိုင်းတဲ့ကိစ္စအဲ့လောက်လည်းမခက်ခဲပါဘူး အေးပါဟာဒီဖြစ်စီခြင်းတဲ့စံတော့ကိုတစ်ဖက်အတွင်းနဲ့အကောင့်တွေပေါ်ပြမယ်အဲ့ဒီကြရင်ငါနဲ့ဖုန်းဆက်လိုက်မယ်โอเคလား နေရလေပြောလိုက်ရင်တော့စကားတွေကချောနေရပဲပြီးမှတလွဲလို့တာမင်းချင်ညနင်ပြပြမစီနော် ဘာလဲမူတာငင်ငါ့ကိုမယုံလို့လားငါနဲ့ကိုဂတိပေးပြီးလေဒီဖြစ်စီခြင်းတဲ့စံတော့ကိုငါအကောင့်တွေပေါ်ပြီးမယ်လို့အဲ့ဒီကြရင်ငါစောင့်ကြည့်လိုက် မအဲ့လိုလေများနေရလား မောင်ဆိုင်ကိုဘယ်လိုလုပ်ရောက်လာတာလဲ ဒီမှာလေမောင်အရန်ကြိုက်ရဲ့စာပြေကပူတာ ဟုတ်ပါပြီဗျာမောင်ကလေအဲ့ဒါကြောင့်မောင်ကိုအရန်ချစ်နေရတာ မကလည်းမအတွက်မြတ်တာတွေအချစ်တွေထည့်ပြီးအေးချလောက်လာပေးခဲ့တာ ဟုတ်ပါပြီ မြစ်တာတွေစေတနာတွေရောကရလားကိုကိုကိုအောက်တန်းကြတဲ့အောက်လန်းတွေတုံးပြီးတော့မြှုပ်ဆွဲထားရလားမသိတာ မူထရာဒီထရအမြဲတမ်းရှောက်ပြောနေတယ် မောင်သူနဲ့မောင်နဲ့ဘယ်လိုပတ်သက်တာလဲ သူကမောင်ညီမလေးလိုပါပဲဟုတ်သူ့နာမည်ကမူထရာတဲ့ အော်သူဝဲမောင်ငါဆိုင်မှာလာပြီးတော့ဟင်းပွဲတွေစားမကောင်းဘူးဆိုပြီးတော့ဘက်ကနေခွဲတော့ဘူးတယ် အော်ဟုတ်လားအမရဲ့သူကအဲ့လိုပဲတိုးစီသောတမီးဆိုတော့လေနည်းနည်းတော့စိုးတယ်ဟိုဒါပေမဲ့စိတ်ထဲမှာရှိလို့တော့မဟုတ်တော့ပါဘူး ဘာလို့စိတ်ထဲမှာမရှိရမှာလဲသူ့ဆိုင်ရာဟင်းနဲ့နောက်ဆုတ်ပြတ်တက်လာမကောင်းလို့ရိုက်ခွဲရတယ်ဟာမြတ်ဆိုင် မူဒရာနင်းရလေပြောလေပိုဆိုးလေပါလားဟမ်ဒီမှာဘလောက်တော့အားနာဖို့ကောင်းလဲအခုစီလာတဲ့သူကြက်ကိုကွာနင်းအဲ့လိုမျိုးဆက်ဆံစရာလား ဆက်ဆံတဲ့ဆက်ဆံမှာပေါ့ဆိုင်ထဲထိလာပြီးတော့ဈေးပန်းခင်းနေတာကြီးထက်တောင်ပို့ပြီးလို့ပြောအောင် မအားနာကြမှာလေမောင်ကိုမောင်တောင်းမှန်တယ်နော် ရှာပါလေမောင်ရဲ့ဒီမှာမောင်စားဖို့စားပဲဒီမှာထားခဲ့လိုက်ပြီနော်မပြန်တော့မယ် ဟုတ်လားနင်းရလေငါတော့အချိန်ကြိုက်ဖို့မသိလားငါနဲ့မနဲ့တွေ့တဲ့အချိန်မှာနင်းအချိန်ကြိုက်ပြီးရောက်လာတယ်လို့ဟာ အော်ဒါကတော့တိုက်ဆိုင်သွားတာပါကိုကိုရဲ့စိတ်မဆုံးနဲ့နော်ဟာလေဒါဟိုမိမကိုကိုကိုလာပို့ထားတာလားစားမနေပါနဲ့ကောင်းပါလည်းမဟုတ်တုံပြစ်လိုက် ဟာဟုတ်လားဟာဟာတော်ဆိုးရတဲ့ မမကြီးမမကြီး ငါရှိပါတယ်ဟဲ့နင်ကလည်းအော်ကြီးရှိကျန်တယ်ဘာဖြစ်လာလဲ ဘာဖြစ်ရမှာလဲဗျာမုဒရာဘောကျွန်တော်အနိုင်ကျင့်တယ်အရမ်းများပြီပြီးတော့သူထင်ရမြင်တာရှောက်နေအရမ်းများပြီအမရာ အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲနင်တို့ချင်းချစ်တဲ့ပြဿနာကိုနင်တို့ချင်းပဲရှင်းကြပေါ့အဲ့ဒါငါဘာလုပ်ပြရမှာလဲ ဟာမပဲကျွန်တော်မအောင်ပြောမယ်နော်အမားနဲ့မဆိုင်ဘူးဆိုတော့ဟုတ်တယ်ဒါပေမဲ့နောက်ခါတွေကြလို့ရှိရင်ကျွန်တော်ရဲ့ကိုကြီးကိုယ်ကိစ္စအခုလိုမျိုးဝင်ပြီးမနှောက်ရှက်ပါနဲ့ဆိုတော့အမားသူတေချာပြောထားပြီအမားပြောသူကနားတော့မှာ မပြောပေးနိုင်မပြောပေးနိုင်ဘူးဆိုတာဒါမပြောရဘူးလေနင်မစဉ်းစားကြည့်ပါအောင်ကို့ကိုပြန်မချစ်နိုင်ပါဘူးဆိုတော့ယောက်ျားတယောက်ကိုနှစ်ရှည်လာနေတာသူခင်ဗျဆွဲဆွဲလန်းလန်းနဲ့ချစ်နေရရှာတာ
ဘလို့တနာမှုကောင်းလဲညမနည်းနည်းပတ်ကူချင်းစာစိမ်တွေပါလေမရှိဘူးလား ဟာအမကျွန်တော်ဘာကိုချင်းစားရမှာလဲအမတော်တော်တစ်ဖက်သက်ဖြစ်နေတာကျွန်တော်ဘာတက်နိုင်မှာလဲပြည့်မူးတော်ကိုကျွန်တော်ညီမလေးတယောက်တည်းမပူနိုင်ဘူးဆိုတာကိုကျွန်တော်လည်းအပြစ်ဖြစ်သွားတာလားဟာတော်ပြီဗျာအမောက်လည်းမပြောချင်တော့ဘူးเนาะအမောက်ပြောလည်းဘာမှထူးအောင်မဟုတ်တော့ မပြောချင်လည်းမပြောနဲ့အဲ့ဒါအကောင်းဆုံးပဲ နင်ပြောတာဟိုတစ်ခါနင့်ဆိုင်မှာစားလို့မကောင်းဆိုပြီးတော့ပကံနေရက်ခွဲသွားတဲ့ကောင်မလေးလား ဟုတ်တယ်လေဒီနေ့ငါမောင်ရုံခန်းရလေသမင်းချက်တော့ပူတာသူနဲ့တွေ့ခဲ့တာဒါမဲ့မောင်ပြောတာကတော့သူ့ညီမဝမ်းကွဲလို့ပြောတာပါပဲ ဝမ်းဝဲမဟုတ်ဘဲနဲ့လည်းဝမ်းဝဲတရားလည်းဖြစ်နေဦးမယ်နင်ပြောတဲ့စကားတွေကိုဆက်ဆက်ကြည့်ပုံရဆိုလို့ရှိရင်ဒီကောင်မလေးနဲ့လာရောင်ကဘလို့ပတ်သက်လဲဆိုတာနင်တခြားစုံစမ်းနေတယ်နော်ထွယ် အေးပါနင်ပြောတာကိုတော့ငါလက်ခံပါတယ်ဒါမဲ့လည်းမောင်ကလိန်ညာပြောမဲ့လူမဟုတ်ဘူးဆိုတာငါရင်ထဲမှာယုံနေတယ်ရှုပုံရဲ့ လာရောင်မယုံနဲ့လို့ပြောနေရမှာမဟုတ်ဘူးဒီကောင်မလေးကလာရောင်ပေါ်မှာရိုးမှရိုးရတာမသိဘူးတော့ကြာနေကြံရစ်ဖြစ်ပြီးတော့လွှမ်းနေရမယ်နော်ထွယ် နင်ပြောမှပဲငါဖြစ်ရကချစ်တဲ့လွမ်းတရားဖြစ်နေပါဦးမယ်မောင်နဲ့ငါရဲ့ချစ်တဲ့တန်ကကြာသေးတာမဟုတ်ဘူးကြားလေတွေ့လို့ဝင်းရမယ်အဖြစ်မျိုးဖြစ်နေပါဦးမယ် နေမဲလာရောင်ယုံနေဆို ရှုံတယ်လေတကဘာလုံးကမားနေပါစေမောင်ကအမြဲတမ်းမှန်တယ် လေနင်ကလေလာရောင်ဆိုစွတ်ပဲယုံနေတော့တာပဲနော် ယုံတာပေါ့ငါလည်းသူ့ကိုချစ်တာ哦 အေးပါချစ်ပါဒီတခါတွေ့ရင်သာအဲ့ဒီအကြောင်းကိုသိချာမိဖို့နော်ထွယ်မင်းနဲ့ ငါလည်းမောင်နဲ့တွေ့ရင်မေးဖို့လေစဉ်းစားထားပါတယ် အေးမင်းတင်ညိုပြောဒီမှာပတ်စံကိစ္စအောင်နေမပူနဲ့နေကြိုက်တဲ့လောက်လူခေါ်သွားလိုက်ငါအကုန်ရှင်းမယ်အရေးကြီးတာကငါခိုင်းတဲ့အတိုင်းကိုလုပ်ပေးဖို့ပဲငါနင့်ကိုစိတ်ချမယ်နော်မင်းတင်ညိုအေးဒါပဲနော် 多少把老师呢？多少把老师？干嘛跑嘞？တော့ 不要跑嘞！ ရစ်ဆိုင်နောက်တစ်ခါဒီလိုရတာမရှိတဲ့အစားအသောက်မျိုးတွေထပ်ရောင်းနေမယ်ဆိုရင်ဒီလည်းပို့ဆိုးမယ်နော် ရောက်နေညီမလေးမဖြစ်တာ 喂，老王， ခင်ဗျာလူတွေ မင်းတို့ကပါလား ခင်ဗျားလည်းဝင်လာတော်လိုက်တော့ကြောင်တော့မယ်ဟာနောက်တစ်ခါအဲ့ပုံစံမျိုးချက်ပြုတ်ထားတယ်ဆိုရင်ဒီလည်းပို့ဆိုးသွားမှာနော်တခါတည်းသတိပေးထားတာသွားမယ်တကယ်ကြီးလို့ မိုက်ရိုင်းလိုက်တာကွာမြင်မဘယ်လိုလုပ်ကြမလဲ ဟုတ်တယ်ကိုရဲ့တစ်ဆိုင်လုံးကလည်းလေပစ္စည်းကုန်ပြီစင်းရင်ပါလေဘယ်လိုလုပ်ကြမလဲကို စိတ်မပူပါညီမလေးဒီကောင်လေးကိုမှတ်မိပါတယ်သက်ဆိုင်ရာကိုသွားကြောင်းကြောင်းညီမလေးပြန်မနေခဲ့တဲလာငါငတ်တယ် နားလေမဘာလုပ်ပြရမလဲစိုင်းမိုင်ခါဆိုင်မှာစားခြင်းလို့ဝင်လာတာဆိုင်ရဘယ်လိုဖြစ်ရလဲ ရင်းတဲ့အတိုင်းပဲညီမရဲ့ခုနလူရန်ဆိုတဆူကလာပြီးတောင်းကြတော့လားအဲ့ဒါနဲ့
fashion တွေလောက်ထိုက်မယ်လေအော်ရရနေစေအိုက်စာလို့ဝင်လာလေစားချက်တည်းမရှိဘူးဖြစ်နေတော့စားချင်စိတ်ကမရှိတော့ဝင်လာမိတာကမှားတာပါဒီချက်ပိုကောင်းတဲ့ဆိုင်မှာပဲစားတော့မယ်ခွင့်ပြု အဲ့ဒါဆိုလို့ရှိရင်မအဲ့နေရတော်တော်လန့်သွားမှာပေါ့နော် လန့်တော့တာဗောမောင်ရဲ့ကြောက်လည်းအရန်ကြောက်သွားတယ်ဝမ်းလည်းနေမိတယ်ဒါနဲ့အိမ်နေရတတ်ဆိုင်မှုပဲလားဒါမှမဟုတ်မောက်တမင်တက်လောက်ကြံချင်းကိုခံရတာလားမစဉ်းစားလို့မရဘူးဖြစ်နေတယ်မောင်မတော့လေမုဒရာကိုမတင်ကောက်ဘူးမောင်ရဲ့ ဘုရားကတော့အဲ့လိုမျိုးတော့မယုံမှလောက်လို့တော့မောင်ထင်တယ်။ဘာကြောင့်လဲဆိုတော့မောင်နဲ့မုဒရာငယ်ငယ်လေးတွေအတူတူကြီးပြင်းလာတာဆိုတော့သူ့အကြောင်းမောင်သိတယ် ဒါပဲမောင်ရဲ့မောင်နဲ့မောင်ကိုဝေးသွားအောင်လို့တမင်တကာများလောက်ကြံနေရလားမစဉ်းစားနေမိတယ်မတော့လေမောင်နဲ့ဝေးနေအောင်မသွားနိုင်တော့ဘူးမောင် ။မောင်လည်းမနဲ့အတူတူပါပဲ။မနဲ့ဝေးဖို့နေနေတတာမောင်တစ်စက္ကန့်တော့မေးလို့မရဘူး။အဲ့တော့မောင်တို့နှစ်ယောက်ကိုဝေးအောင်ဘယ်သူကခွဲလို့ရမှာလဲမရဲ့ ဟုတ်တော့ဟုတ်ပါတယ်မောင်ရဲ့ဒါမဲ့လေမရဲ့ဆိုင်ကိုဘယ်သူမှလာမစားရအောင်လုပ်နေတဲ့ပုံစံဖြစ်နေတယ်ပြောလေမဆိုင်ဆက်ပြီးဖွင့်လို့မရအောင်လုပ်နေတဲ့ပုံစံပဲမောင်ရဲ့ ။မောင်တစ်ခုစဉ်းစားမိတယ်တိလား။ဒီကိစ္စကလေကိုမြင့်မာတို့ကိုတန်းကျော်တို့နဲ့ရောပတ်သက်နေမှာ မဖြစ်နိုင်ဘူးမောင်ရဲ့ဘာဖြစ်လို့လဲဆိုတော့လေအဲ့ဒီနေ့ကသူတို့ပို့တိုင်မဲ့တက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာဘာပဲဖြစ်လဲမကတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်စင်းနေရတယ်အမြဲ စိတ်မစင်းရဲပါနဲ့မရဲ့မောင်ကလေမအနာမှာအမြဲတမ်းရှိနေပါနော်စိတ်မစင်းရဲနဲ့ အင်းဘာမောင်ရဲ့မနာမအမြဲတမ်းရှိနေပြီကျေးဇူးအများကြီးတင်ပါတယ် ဟုတ်လားနေကနေလှုပ်ချင်တာကြီးလှုပ်ပြီးတော့ကျဉ်နဲ့နေတယ်ပေါ့လေနေလှုပ်လိုက်တဲ့ပြဿနာလေနေကိုလာအောင်လားတီးသွားတယ်လုံးဝကွာရင်တော့အကြီးပြဿနာတာ နေရဘာတွေးပြီးပူနေရလဲငါလူတွေအဲ့ဆိုင်မှာပြဿနာရှာနေတဲ့အချိန်မှာမင်းတမျိုးလည်းမပေါအောင်ငါလည်းရှိမနေသူတို့ငါ့ကိုဘလို့အကြောင်းပြချက်နဲ့ဆွဆွဲမှာလဲနေရလေဘာတွေးပြီးတော့သွေးပြတ်နေရလဲ ငါသွေးပြတ်တာငါအတွက်မဟုတ်ဘူးနင့်အတွက်ပြောနေတာဟဲ့ ပြောစမ်းမဘာငါအတွက် ဒီလိုလေဟာမင်းထင်နေလို့ဆိုတာနေမွေးထားတဲ့နေရုပ်ပဲပြောရရင်တော့နေမွေးထားတဲ့မြောက်တငယ်လေးပေါ့ဟာဒါပေမဲ့အခုချိန်မှာနေခိုင်းတာကိုသူကနင်းနာခံပြီးလှုပ်ပေးနေတယ်ဆိုတာလေနင့်အချစ်သူရမလားဆိုလှုပ်ပေးနေတာနော် အေးရဲ့နေကမင်းတင်ညိုများခေါင်းထဲမှာထည့်နေသေးရဲ့ငါကလေမင်းတင်ညိုအကြောင်းကြောင်းနေရကောင်းကောင်းသိတယ်သူငါ့ကိုမလွန်ဆန်နိုင်ပါဘူးသူကငါ့ရဲ့လှည့်ကွက်တွေထဲမှာအခုချိန်ထိမျောနေတာ အေးပါဟာနေပိုင်နေဆိုရင်လည်းပြီးတာပါပဲငါနေမွေးထားတဲ့မြောင်နင့်ကိုပြန်ချောက်ပါဆိုလို့တငယ်ချင်း တကယ်တော့မုဒရာဆိုရဲငါလာရအောက်ကကြာပန်းလေးတစ်ဖွဲ့မှာရေမြင့်မှကြာတက်နေဆိုသလိုကိုရှိမှငါဘဝလေးကအထိပ္ပယ်ရှိတာငါနဲ့ကိုချားကိုရောက်လာတယ်အဲ့ address ဆိုရဲမိန်းမကိုငါပေးတဲ့ lesson လေးကနောက်ဆိုလို့ရှိရင်ဒီချက်ပို့ပြီးတော့ version မြင့်ဖို့ပဲရှိတယ်ကံကြမ္မာငါဘက်ကိုလှည့်မလာအောင်ဆိုလို့ရှိရင်
ငါလှည့်အောင်ဆွဲလှည့်ရမှာပေါ့ ဟုတ်လားဟုတ်ညီကပွင့်ပြနေတဲ့ဂျာပန်မဟုတ်တော့ဘူးပဲတိုင်လေးနဲ့လုပ်ထားတယ်ဂျာပန်ဖြစ်နေပြီငါနေရန်ဆိုရင်လည်း နင်ပြောသလိုဆိုရင်ငါတမနိမှုဒရာပေါ့တမနိမှုဒရာကောင်းတာပဲတမနိမှုဒရာ ဒီမှာပါတော့အားလုံးများတော့ဆောင်နေရ မင်းတို့ဆိုင်ကကချင်ရိုးရာစားတောင်းဆိုင်ဆိုတော့ငါ့ဘုံလေကချင်ခေါ်ရတူပဲ တဲ့လား ဟဲ့ အားဒီ ဘုံပါမှာပဲဟောငါကတော့လုံးလုံးဆယ်ကွာဘိုက်စာတွေကဆိုပြင်တာအရင်ခုလာနော်ဟဲ့ ကြောက် မင်းတို့ဆိုင်ကပါလေဟိုအမဲခောက်ဆွဲပြုတ်ဟောလို့ပဲညနေလုပ်ပြီနော်ကြာရင်မလုံးနဲ့ငါဘိုက်စာတွေ ဟုတ်ကဲ့ပါဟုတ် သွားတော့ကြာတာမိမမှာ ကဲ့ပါဟုတ် ဟဲ့ဟောညခုံးကိုခက်လို့တော့ဘောရမင်းရတယ်ကွာဘာမှဖြစ်ဘူးငါပြောတဲ့တိုင်ကနင်းတိတ်ချလို့တရားဟဲ့ဟဲ့ဟဲ့တူလို့ရှိရနော် မှားထားလို့ရပါ့နော် ဆောင်ရအောင်ဆက်ကြ တော့ဆောင်ပါများဟုတ် ဟဲ့မင်းလာအောင် တို့ဘာများဖြစ်လို့လဲခင်ဗျာ မင်းတို့ဆိုင်ခောက်ဆွဲပြုတ်မင်းကြည့်ရ ဟုတ်ကဲ့ကို စပင်မိုးနေတယ် ဟုတ်ကဲ့လေ နည်းနည်းကြည့် ဟုတ် ဒါကြည့်မြင်လားမင်းမြင်လား ဒီမှာခင်ဗျာကျွန်တော်ဟိုပွဲတက်လဲပြရမလားဘယ်လိုမျိုးတုတ်ပြရမလဲ ဟဲ့ဟုတ်မင်းနဲ့စကားမပြောချင် ဟုတ်ကဲ့ ဘူးမင်းဆိုင်စင်တော့ခေါ်ခဲ့အခုချက်ချင်း ဟုတ်ကဲ့ သွားဟစ်ပတ်အခုချက်ချင်းတော့ခေါ် ဟုတ်ကဲ့ပါခင်ဗျာဟုတ် ဟုတ်ကဲ့ဗာများအဆင်ပြေရှင်းလို့လည်းရှင် ဆိုင်စင်ကခမရလား ဟုတ်ပါနဲ့ရှင် ခမတို့ဆိုင်နာမည်ကြီးစားတောက်ဆိုင်ဆိုဒီမှာကြည့်ခောက်ဆွဲပြုတ်တွေကစပင်မိုးတွေအဲ့ဒါဘယ်လိုလဲခင်ဗျာဟမ်ဘယ်လိုလုပ်ပြရမလဲကျိုး ကျမတို့ဆိုင်မှာလေတလူတစ်ခါမှမကြုံဘူး ခင်ဗျာကိုပြောနေတယ် ကျမအသက်ပြန်ပြင်ပေးမယ်လေ မလိုချင်ဘူးဗျာဟမ်ဒီကိစ္စကိုဓာတ်ပုံရိုက်ပြီးတော့ live ပေါ်တင်လိုက်မယ်ဆိုရင်ခင်ဗျာဆိုင်မှာပြသွားမယ်ထင် မလုပ်ပါနဲ့ရှင် ကြားတယ်ကွာငါပြောရိုက်ရှက်ပေါ်တင် ပါရှင်အဲ့လိုတော့မ လော လုပ် က် ပါ ပတ် နဲ့ တဲ့ ရှင် ဆိုင်ကြီးတော့တင်မယ်ကွာ လုပ်ပါနဲ့ရှင်လုပ်ပါနဲ့ရှင် ရိုက်စမ်းပါ ဘာဖြစ်နေကြလဲဘာဖြစ်နေကြလဲဩဘသူများလဲလို့မင်းကို လာရမယ်လောက်ပါအောင်ခောက်ဆက်ပြုတ်ထဲမှာစပင်မွေးရပါလာလို့လေအဲ့ဒါ line ပေါ်တင်ဖို့လုပ်နေတာ စိတ်မပူနဲ့နော်ဖြည့်ရှင်းပေးမယ်ဖဲအောင်လေမင်းတို့လောက်ရက်ကိုမင်းတို့သိရနော်ဟေးပြဿနာမတက်ချင်ဘူးဆိုရင်ဒီဆိုင်ကနေဒိုးလိုက်တော့ အဲ့ဒိုးမယ်သွားမယ် လာရအောင်သူတို့ကဘယ်လိုလဲသူတို့နဲ့လာရမယ်တည်တယ်မို့ သိတယ်ပဲဆိုပါတော့ တော်ရအောင်သူတို့လာရအောင်တည်တယ်လို့မဟုတ်ရင်လေသူတို့ဆန်ရောချောက်အောင်ပါ နောက်ခါအခုလိုမျိုးတွေပြဿနာမဖြစ်အောင်ပြီးတော့မားတို့ဆိုင်အောင်ဒုက္ခပေးလို့မရအောင်ဆိုင်မှာလိုအပ်တဲ့နေရာတွေမှာ CCTV ကင်မရာတက်ထားလေးမှာ
အဲ့ဒါဆိုလို့ရှိရင်အခုလိုပြဿနာမျိုးဖြစ်တယ်ဆိုရင် CCTV ပြန်ကြည့်ပြီးဖြေရှင်းလိုက်ရုံပဲ ဟုတ်တယ်နော်လာရပေးကြရင်ကောင်းတယ်ကျေးဇူးတင်လိုက်တာလာရအောင်လေ ရပါတယ်မ ဟာလေဘာဖြစ်လာ ဒီလိုကိုခုနကစမားလေးရောက်လာတာခေါက်ဆက်ပြောထဲမှာစပင်မွေးပါလာလို့တဲ့အဲ့ပြဿနာရှားသွားတယ် ဟာဘာတွေဖြစ်သွားနေလဲ ဘာလို့ဖြစ်ပါဘူးအခုလာရအောင်ရောက်လာပြီဖြစ်ရှင်းပေးလိုက်လို့တော်သေးတယ် ဟာတော်သေးတာဗော အဲ့တော့ကိုတန်းကျော်နောက်ဆိုရင်ဒီလိုပြဿနာမဖြစ်အောင်ဆိုင်ရဲ့လိုအပ်တဲ့နေရာတိုင်းမှာ CCTV တက်ဖို့စစ်စင်လိုက်တော့နော် ဟုတ်ပြီညီမလေးအဲ့ဒါဆိုရင်ခုပဲစီစဉ်လိုက်တော့နော် ဟုတ်ပြီ မမောင်ပြောစရာရှိတယ်ဆိုဘာပြောလို့လဲမ ဒီကိစ္စမအထင်ကတော့မူတာလောက်တယ်လို့မထင်တယ် ဟုတ်စွာလောက်တာဖြစ်နိုင်ပါမလားမရဲ့မောင်တို့တိကျမင်းကြည့်လိုက်ပါဦးမယ်တကယ်ပြီးသူလောက်တာဟုတ်တယ်ဆိုလို့ရှိရင်မောင်တို့ကိုမောင်ကိုတောင်းပန်ခံလိုက်ပါမယ်ပြီးတော့မောင်ကိုထပ်ပြီးတော့ပြဿနာမရှာအောင်အော်သူ့အမေကိုတောင်းပြီးပြောလိုက်ပါမယ်နော်မ မမူတာနဲ့တွေ့ပြီးစကားပြောချင်တယ်မောင် ဘာဖြစ်လို့လဲမ မူတာရင်ထဲမှာမောင်နဲ့ပတ်သက်ပြီးတော့ဘလောက်တောင်မြည်တွေတောက်လောင်နေတယ်လေဆိုရင်မတို့မင်းသားချင်းချင်းပဲနားလေတယ်မောင် မတွေ့ပါနဲ့လားမရဲ့သူကချိုးဆက်နေမရဲ့ဟိုမအစမပြေမှာစိုးလို့ပါ ရပါတယ်မောင်ရဲ့မတိခံတတ်ပါတယ် ကကိုကထူးဆန်းဆန်းပါလားမူတာအခုလို့ချိန်နေဆိုတော့မူတာဘာပြောပြရှိလို့ အဲ့ချင်းအောင်ဆောင်တဲ့သူကနှိုးရခတ်တယ်ဘုရားနေအခုမှရိုးချင်ဆောင်နေတယ်နော်နေရဲ့လောက်ရက်တွေကိုရက်တန်ရရက်တင်ပြီလို့အခုထင်တယ် မူတာဘာလို့လဲမူတာဘာကိုရမ်းမှာလဲ နင်းနဲ့တွဲနေတဲ့ကောင်လေးကဟိုနေ့ကအထက်ဆန်လာပြီးပြဿနာရှာသွားတယ်အဲ့ဒါငါနဲ့ထိတ်တိုက်ကိုတွေ့တာအဲ့ဒါနင်းရဲ့ပြောကမကင်းဘူးဆိုတော့ငါသိတယ်နော်မူရာနင်းအဲ့လိုတော့မလုပ်သင့်ပါဘူးဟာ ကိုကလည်းမူတာနဲ့ဘာဆိုင်လို့လဲသူကသူဆိုင်သွားတဲ့ခါကျတော့ဆက်ဆံရေးမကောင်းတာလားဒါမှမဟုတ်လို့ရှိရင်မတန့်ရှင်းလို့လားတခုခုကြောင့်သူတို့ပြဿနာဖြစ်တာနေမှာပေါ့ မကသူ့အဆိုအေးစစ်စစ်ရိုးရိုးသားသားနဲ့အလုံးလုံးကန်စားကြောက်နေတဲ့သူပါဟာနေဘာလို့တိုက်ပြီးဒုက္ခပေးနေရလဲ မူတာစပြီးသူ့ဒုက္ခပေးတာမဟုတ်ဘူးလေ။ तू ကမူတာကိုစပြီးဒုက္ခပေးခဲ့တာ။မူတာရင်ထဲကကိုသူဆွဲထုတ်သွားခဲ့တာ။ကိုမူတာကိုဘယ်လောက်ထိချစ်လဲဆိုတော့ကိုမသိဘူးလား မူရာအဲ့ဒါနင့်ဘက်အပိုင်းနေဟာဒါမဲ့အထွတ်တော့လိုက်ပြီးတော့ဒုက္ခမပေးပါနဲ့နော်အထွတ်ကနင့်အပေါ်မှာဘာလို့များအမားကျွလို့ခဲ့တာရှိလို့လဲ ။ဘာတွေအမှားကျူးလွန်ခဲ့ရရှိလို့လဲဟုတ်လား။သူများပစ္စည်းကိုမသိအောင်ခိုးတာတခိုးတဲ့။အေးအတစ်အဓမ္မလူယူတာဓမြတယ်။မူရာရင်ထဲကကို address ဆိုတဲ့မိန်းမအတစ်အဓမ္မလူယူသွားတာ။အဲ့ဒါမူတာပေါ်မှာသူကျူးလွန်ခဲ့တဲ့အမှားပဲ။ မူရာငါနင့်အပေါ်မှာလေတသက်လုံးငါရဲ့ညီမလေးတယောက်လိုပဲငါသဘောထားခဲ့တာနင်လည်းငါအပေါ်မှာအကိုရင်းတယောက်လိုသဘောထားပြီးချစ်လို့ရလေဟာအဲ့ဒါနဲ့ဘာတွေများမျှော်လင့်နေရလဲမဖြစ်နိုင်တော့မျှော်လင့်နေမယ်ဆိုရင်မူရာနင်ယူသွားလိမ့်မယ်
ကိုအရန်ချစ်တာကိုယူရလို့ပြောမယ်ဆိုရင်လေမို့တာလက်ခံပါလေဒါပေမဲ့မို့တာကိုကိုဆုံးရှုံးမခံနိုင်ဘူးနော်အဲ့ address ဆိုတဲ့မိန်းမလက်ထဲကနေကိုရအောင်ပြန်ယူမှာရှင်နာရောက်နေဘူးကျမရှစ်စီကိုလာတာအလံပြူပြပြီးတော့ငိမ့်ချင်းစကားပြောဖို့လာတာမဟုတ်ဘူးနော်ရှင်သိအောင်ပြပြ ကျမကလည်းရှင့်ကိုခေါ်လိုက်တာအလံဖြူပြဖို့အတွက်ခေါ်လိုက်တာမဟုတ်ဘူးနော်ရှုံနေတာတွေရှင်းဖို့အတွက်ခေါ်လိုက်တာ no ရှုပ်နေရတို့မဟုတ်ပါတို့နဲ့ကိုနဲ့ကြားမှာမေးရောက်လာမှရှုပ်ရှင်းနေဖြစ်တယ်တို့ကိုဘယ်လောက်ထိချစ်လဲဆိုတာမင်းသိတယ် ဒီမှာမို့ကြချစ်ချင်းဆိုတဲ့ချစ်လန်းနဲ့တောင်းလို့ရှင်ဘေးမြတ်တာတရားမှာပြိုလေးမတော်ကိုကသစ္စာဖောက်ပြီးငါစီရောက်လာတာမဟုတ်ဘူးညတာလေတစ်ဖက်တစ်ဖြစ်နေတာအရန်တိတာလွင် ဟာတို့ကအရင်သိတာလို့နဲ့ဟဲ့လားမေးရတာသူများချိတ်ထားတဲ့နံပါတ်ကိုအတင်းချိတ်ချင်ရှင်းပြောရရင်တော့စနစ်ကြော်ပါမိုင်းထုံချီဝီလေငါတို့နေရဲ့အချစ်ဟာရှင်ပါချစ်မြေဆက်သွဲလို့တာတယောစင်အချစ်နေချီနှံထားတဲ့အချစ်ပါအတူနေနိုင်ဖို့အတွက်ငါတို့ကြိုးစားကြမယ်ပြန်ဆောင်ဖို့ရစိတ်အားတင်းလို့ထားနော်တယောစိတ်မပြတ်ပဲသစ္စာရှိခြင်းနော်အယောင်ကလာများတဲ့ဒီလောကကြီးထဲမှာစိတ်တော့မချဘူးပေါ့တရားတဲ့အထီးကျန်လွန်ရမဆိုတဲ့ပြန်ဆုံးမေနေဆွေလေးတို့တွေ့အေးမေဟာငါတွေ့မျောလေးချ